န်ကောက်ကနေပြီးတော့မှလေကိုတိုက်ရိုက် flight ရှိလားလို့လာမိကြရပေါ့နော်ဘန်ကောက်ကနေပြီးတော့မှလေကိုတိုက်ရိုက် flight မရှိပါဘူး daily ဒါမှမဟုတ်လို့ရှိရင်လည်းမွန်ဘိုင်းကနေပြီးတော့မှ local flight ကိုတစ်ဆင့်ထပ်စီရမှာဖြစ်ပါတယ်ဘန်ကောက်ကနေပြီးတော့မှ daily transit နဲ့လေမျိုးအထိဆိုလို့ရှိရင် round trip ကိုဘတ်9000လောက်ပေးရပါတယ်မွန်ဘိုင်းထက်စားလို့ရှိရင် daily ကနေသွားတာကအချိန်ကုန်လဲတက်တာတယ်လူလဲပင်ပန်းတာနည်းနည်းလျော့တယ်ပေါ့နော်ဈေးနှုန်းအဖြစ်ဆိုလို့ရှိရင်လဲပို့ပြီးတော့တက်တာပါတယ်အဲ့ဒါမို့လို့လေကိုသွားမယ်ဆိုလို့ရှိရင် daily ကနေပြီးတော့မှတက်ဆင့်သွားတာကအကောင်းဆုံးဖြစ်ပါတယ်ရှင်တင်စားတို့လေကိုသွားမယ်ဆိုလို့ရှိရင်အများရန်ပဲဒီလီကနေပြီးတော့မှမနက်စောစော flight နဲ့သွားတယ်ပေါ့နော်ဒီလီကနေပြီးတော့မှလေထီအရောက်ဆိုလို့ရှိရင်တနာရီနဲ့10မိနစ်လောက်ပဲစီးရတယ်25မိနစ်ကျော်ပြီဆိုလို့ရှိရင်တော့ဒါရာသီဥတုအခြေအနေရဲ့ပုံမှန်မူတည်ပြီးတော့မှရေခဲတောင်ရှုခင်းအများကြီးကိုမြင်ရမှာဖြစ်ပါတယ်။